FedEx တွေက HP 10 series လေးကြောင်းနဲ့ပြောပြမယ်။တဲ့ပုံစံဘာနဲ့တူလို့ဆိုလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ပုံစံအနီးနဲ့ဆက်စုံပုံစံတူအောင်ပြုလုပ်ထားတယ်။ပေါက်စင်သမားတွေတက်စားရင်မွေထိုင်းလက်ဝဲတော့ကိုပို့ပြီးတော့တက်တော့ပါတယ်။ level နဲ့1 byte ပုံစံပြုလုပ်ထားတဲ့အတွက်ကို clinch တွေကောင်းကောင်းသုံးပြီးတော့လေ့ကျင့်လို့ရပါတယ်အပူချုပ်တွေလေ့ကျင့်လို့ကောင်းတယ်လူတိုက်တာတွေတောင်ရိုက်တာတွေအတွက်လည်းသုံးလို့ပို့အဆင်ပြေပါတယ်ဘယ်ဘင်းကိုကန်တဲ့ကန်ချက်တွေပါတယ်သုံးလို့အဆင်ပြေတဲ့သိလုံးဖြစ်ပါတယ် FedEx ရဲ့ HP 10 series ပဲဖြစ်ပါတယ်ငွေထိုင်းကျင်းတွေမှာ HP 5ရဲ့ HP 10သိန်းပုံစံ2မျိုးလုံးကိုတွဲပြီးထားလေးရှိပါတယ်ဘာလို့ဆိုတော့အဲ့နှလုံးသိန်းနှလုံးရှိလို့ရှိရင်လောက်ဝေးနဲ့ပတ်သက်တဲ့မွေထိုင်းနဲ့ပတ်သက်တဲ့ training တော်များကိုပေါင်းစပ်ပြီးလေ့ကျင့်နိုင်လို့ပဲဖြစ်ပါတယ်ကျွန်တော်ရှိမှာရှိတဲ့ HP 10အဝါရောင်တစ်လုံးကြံပါသေးတယ်ကျွန်တော်ရှိမှာ HP 10အဝါရောင်တစ်လုံးကြံပါသေးတယ်6သိန်း8500နဲ့ရမှာဖြစ်ပါတယ်